ဒီဆယ်ပေရှိတဲ့စင်ကြောင်လန်းကိုဘယ်သူမှဖျက်မကြောနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ပေါင်ဝက်ထက်ပိုလေးတဲ့အရာတစ်ခုခုဝင်လာတာနဲ့လျှို့ဝှက်ထောင်ချောက်ကချက်ချင်းပွင့်သွားလို့ပါပဲ။ဒါကိုဟန်တားနိုင်မဲ့တစ်ခုတည်းသောနီလန်းကတော့လမ်းဆုံးမှာရှိတဲ့ခလုတ်ကိုသွားနှိပ်ဖို့ပါပဲ။အဲ့ဒါကမှတစ်ခုလုံးကိုရက်တန့်သွားစေနိုင်မှာပါ။အထဲမှာရှိနေတဲ့ယရနာတွေကိုလိုချင်စောနဲ့ဒေသခံဒီဟာအကြိမ်ကြိမ်စူးစမ်းခဲ့ပြီးမြအားလုံးအလှည့်ကျကြာရှုံးခဲ့ရပါတယ်။ဂျက်ကစင်ကြောင်လန်းကိုကချက်ကြည့်လိုက်တာနဲ့ဖြည့်ရှင်းရမယ့်နီလန်းကိုချက်ချင်းတိသွားခဲ့တယ်။သူကဘောပင်နဲ့စက်ကူကိုထုတ်ပြီးပုံစံကျဲတစ်ခုကိုအမြန်ဆွဲလိုက်ပါတယ်။ပြီးတော့လက်လန်းမီယာပစ္စည်းတွေကိုတုံးပြီးလှဲငယ်တစ်စီးကိုအချိန်တိုအတွင်းမှာဖန်တီးလိုက်ပါတယ်။စပရင်ရန်တရားကိုရစ်လှည့်ပေးလိုက်ရုံနဲ့ဒီအရန်ပေါ်ပါတဲ့လဲလေးကသူ့အလိုလိုရှေ့ကိုရွေ့သွားပါလိမ့်မယ်။ဒါပေမဲ့အဓိကလျှို့ဝှက်ချက်ကနောက်မှလာပါတော့ဒါဗင်ခီရဲ့ဂယူးဆိုင်ထိန်ချုပ်အောင်မှာလဲလေးကစင်ကြောင်လိုင်းတစ်လျှောက်အဆင်တီပြေလိမ့်ဆင်းသွားပါတယ်။ဦးမင်လွန်ကောင်းအစုံမှရှိရဲ့စင်ချီလိုလေးကတော့လဲရဲ့အရှိန်ကိုမလျှော့ချနိုင်ခဲ့ပါဘူး။ထောက်တိုင်ပြုတ်ကျတာပြီးလဲကိုနေရာမှာရက်သွားစေတဲ့အခါဒါဗင်ချီကတတိယမြောက်ကြိုကိုခပ်ပြင်းပြင်းဆွဲလိုက်ပါတယ်။လဲအပေါ်ကဝါလုံးလေးကတဖြည်းဖြည်းမြင့်တက်လာပြီးပထမဆုံးတစ်ခါကြီးပွင့်သွားပါတော့တယ်။အဖွဲသားတွေလည်းစိတ်လှရှာစွာနဲ့ရှေ့ကိုပြေးထွက်သွားကြပါတယ်။ဒါပေမဲ့ဒုတိယမြောက်စင်ခေါ်မှုမှာသူတို့မြင်လိုက်ရတာကသူတို့ကိုကြက်တေတေသွားစေပါတယ်။သူတို့နဲ့နောက်ထပ်အခန်းတစ်ခန်းကြားမှာရှိနေတာကအောက်ချီမရှိတဲ့6ကန်ပါကြီးပေါ်ကကြောက်တန်တာချင်းချင်းလေးသစင်းပါပဲ။ရှေ့မှာရှိတဲ့ကြောက်တကားမှာတောပေါက်ဒီအပြည့်ပါပဲ။တောပေါက်အမားတစ်ခုကိုရွေးမိတာနဲ့သူတို့ခြေအောက်ကတန်တားရဲ့အစိပ်ပိုင်းတစ်ခုကနောက်ဆုတ်သွားမှာပါ။ဒါပင်ချီကတောပေါက်ကိုရွေးတာမှားသွားခဲ့တယ်။သူအနီးကပ်သွားကြည့်လိုက်တော့တောပေါက်တစ်ချင်းစီမှာမတူညီတဲ့ကျေစုတန်းပုံစံတွေထွင်းထုထားတာကိုတတိထားမိလိုက်ပါတယ်။ဒေတာကန်ဒီကနေမင်းကိုအမြဲကိုးကွယ်ဆိုတာကိုသူတတိရသွားပါတယ်။ဒါပေမဲ့တန်တားကရက်တန်မသွားပဲပိုမြန်ပြီးနောက်ဆုတ်သွားနေပါတယ်။အဲ့ဒီအသေးသက်အချိန်လေးမှာပဲဒါဗင်ချီကအတန်းတန်းမှာပါတဲ့တောပေါက်အရေးအတွက်ကသူတကကိန်းလေးဖြစ်နေတယ်ဆိုတာကိုရုတ်တရက်တတိရသွားပါတယ်။ဒါပေမဲ့စုစုပေါင်းက100မပြည့်ပါဘူး။တကယ်စုစုပေါင်းက100တိဖြစ်ရပါမယ်။ဆိုလိုတာကအဲ့ဒီတကောင်းပေါ်မှာမျက်စိနဲ့မမြင်ရတဲ့လျှို့ဝှက်တောပေါက်တစ်ခုရှိနေရပါမယ်။ဒါပေမဲ့ဘယ်မှာလဲ။အဲ့ဒီအတီးကဒါဗင်ချီကိုမိုးကြိုးပစ်ချသလိုပါပဲ။သူကသူ့အဖော်ကိုခြေထောင်းကိုတင်းကြပ်ကြဆွဲထားခိုင်းပြီးတန်တားအောက်တစ်ဖက်ကိုလှန်ချလိုက်ပါတယ်။တကယ်ပဲနောက်ဆုံးတော့ပေါက်ကအဲ့ဒီနေရာမှာဖုံးကွယ်နေခဲ့တာပါ။ဒါဗင်ချီကတော့ကိုထိုးထည့်ပြီးရှိသမျှအားနဲ့လွှဲလိုက်ပါတယ်။နောက်ဆုံးတန်တားကြီးရက်တန့်သွားပါတော့တယ်။အဖွဲသားတွေဟာပိန်မတင်ကျွေးငုံတွေကိုရောက်သွားကြပါတယ်။အဲ့ဒီလွိုင်ကောင်ရဲ့အလဲဘဟုံမှာတော့ရွှေကောင်းတလားတစ်စီးရှိနေပါတယ်။ဒါကဒေသခံတွေအလိုရှိနေတဲ့ယရနာဆိုတာသိကြပါတယ်။ဒါပေမဲ့ဒေသခံတွေကိုဒီယရနာရှာတွေ့အောင်ကူညီပေးလိုက်တာနဲ့သူတို့နှစ်ယောက်ဟာအသုံးမဝင်တော့ပဲအသက်ရှင်ခွင့်မရတော့ပါဘူး။ထွက်ပေါက်ကိုအသေးအံရှာဖွေနေတဲ့သူတို့ဟာလွိုင်ကောင်းနောက်ဖက်ကမိန်ပြပြအလင်းစီကိုသွားခဲ့ကြပါတယ်။ဒါပေမဲ့ထွက်ပေါက်ရဲ့အလွန်မှာမက်ကျုပ်တဲ့6ကန်ပါကြီးတစ်ခုတည်းလွယ်ဘာမှမရှိတော့ပါဘူး။လွတ်လန်းစုလိုလုံးဝမရှိတော့ပါဘူး။နောက်ကျောင်းပြန်လဲရင်တေချာပေါက်တေးရမယ်ဆိုတာသိနေတဲ့ဒါဗင်ချီကချက်ချင်းရဲရဲနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူဆွဲထားတဲ့ပုံစံကျန်းတွေကိုထုတ်ပြီးသူ့အဖော်ကိုအနီးမှာရှိတဲ့ပစ္စည်းတွေနဲ့စတင်တီဆောက်ခိုင်းပါတယ်။သူကတော့အချိန်ဆွဲဖို့အတွက်ခေါင်းတလားစီကိုသွားခဲ့တယ်။မိပေါ်မှာတန်မတ်စလုံးတချို့ကိုသူတွေ့လိုက်ပြီးအဲ့ဒါတွေကခေါင်းတလားကိုဖွင့်ဖို့တော့ချက်ဆိုတာချက်ချင်းသိလိုက်ပါတယ်။သူကဆက်လုံးကိုအမြောင်းတလီတဲ့ဂယူးဆိုင်ထည့်လိုက်တဲ့အခါရန်တရားပွင့်သွားတဲ့အတန်နဲ့အတူသူတို့နှစ်ယောက်လုံးကြက်တေတေသွားကြပါတယ်။ရွှေကောင်းတလားထဲမှာရှိနေလိမ့်မယ်လို့သူတို့မျှော်လင့်ခဲ့ကြတဲ့အရာတွေအထက်မှာတော့ဒါမျိုးတော့လုံးဝမပါခဲ့ပါဘူး။အဲ့ဒါကစကားပြောတတ်တဲ့စက်ရန်တရားဂရီးဂျူတယူပါပဲ။ဒါဗင်ချီကအဲ့ဒါကိုမှတ်ထုတ်တဲ့စက္ကန့်နဲ့အတွင်းဒေတာကန်စစ်သားတွေပြေးဝင်လာကြပါတယ်။အဲ့ဒီအရေးကြီးတဲ့အချိန်လေးမှာသူကဂရီးဂျူကိုဆွဲယူပြီးလွိုင်ကောင်းထောက်ပေါက်စီကိုအမြန်ပြေးပါတယ်။ကန်ကောင်းကျင်တော့သူ့ကဖော်ကလွတ်မြောက်ခွင့်ကရိယာကိုတီးဆောက်လို့ပြီးသွားပါပြီ။ဒါဗင်ချီက6ကန်ပါပေါ်ကတုံးဆိုင်မနေပဲခုန်ချလိုက်ပြီးဒေတာကန်စစ်သားတွေရဲ့ဝိုင်းရနေတာကနေလွတ်မြောက်သွားပါတယ်။ဆိုးရွားတဲ့အဖြစ်အပျက်တွေအားလုံးပြီးဆုံးသွားပြီလို့သူထင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်အန်ဒီယေကအခုမှစတင်တော့မှာပါ။